ဒီလူဟာနေ့စဉ်နဲ့အမျှပုံတဲ့အချိုးအစားတစ်ခုအတိုင်းတဖြည်းဖြည်းတင်းငယ်ကျုံဝင်သွားနေပါတယ်စပိုင်းမှာတော့ဒါဟာအသက်ကြီးလာတဲ့လက္ခဏာလိုပဲသူထင်ခဲ့မိပေမဲ့နောက်ပိုင်းမှာတော့ရွာထဲကတခြားသူတွေမှလည်းဒီလိုထူးဆန်းတဲ့ကျုံဝင်ယောဂကူးစက်နေတာကိုသူသိလိုက်ရတဲ့သူဟာဆရာဝန်ကြီးဘလက်ချက်ကိုချက်ချင်းပဲအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့တေချာစစ်ဆေးကြည့်တဲ့အခါမှာတော့သူ့ရဲ့ဆဲတွေအဆက်မပြတ်ကျုံဝင်နေတာကလွဲလို့ကျန်တဲ့ရုပ်ပိုင်းဆိုင်ရာအညွန့်ကိန်းတွေအားလုံးကပုံမှန်ပဲဖြစ်နေပါတယ်နေ့စဉ်နဲ့အမျှဆန်းတဲ့စစ်ဆေးခဲ့ရင်မဲ့ဘလက်ချက်တယောက်ဒီယောဂရဲ့အကြောင်းရင်းကိုစိုးစင်းမြရှာမတွေ့ခဲ့ပါဘူးတရက်မှာတော့သူပြင်ထွက်ရင်းနဲ့ကြောင်တကောင်စာလောက်ပဲရှိတော့တဲ့ကျုံသွားတဲ့စင်တကောင်ကိုတောင်တွေ့ခဲ့ရပါသေးတယ်ခုတမှုဟာလမ်းပိတ်နေတဲ့အတွက်အဲ့ဒီလူကသူ့ရဲ့ခန္ဓာကိုယ်ကိုခွဲစိတ်လေးလာဖို့အကြံပြုခဲ့ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အဖြေရှာဖို့ဆုံးဖြတ်ထားတဲ့ဘလက်ချက်အဖို့ဒါဟာတခုလေတော့ရွေးချယ်စရာဖြစ်နေခဲ့တာပေါ့ဒါကြောင့်နောက်ရက်တွေမှာသူဟာခွဲစိတ်မှုပေါင်းများစွာလုပ်ခဲ့တယ်အဲ့ဒီလူရဲ့ဦးကောင်းခုံကိုပါဖွင့်ကြည့်ခဲ့ပေမဲ့စိတ်ပျက်စရာကောင်းတာကဘာမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီအချိန်မှာတော့လူဟာကလေးလေးတယောက်စာလောက်ထိကျုံသွားပါပြီသူကဒီထူးဆန်းတဲ့ယောဂဟာတဘာဝဖြစ်စဉ်တစ်ခုပဲလားလို့တန်တရားဝင်လာပါတယ်ဒါပေမဲ့ဘလက်ချက်ကတော့အဲ့ဒီယူဆကိုချက်ချင်းပဲညှင်းဆိုခဲ့တဲ့ခနာကိုတစ်ခုဟာအချိန်တို့အတွင်းမှာဒီလောက်ထိကျုံသွားပြီးတိတ်ဆုံးသွားတာဟာတဘာဝနိယာမတွေနဲ့လုံးဝဆန့်ကျင်နေလို့ပါပဲတလောက်ကြာတဲ့အထိဘလက်ချက်တယောက်အကြောင်းရင်းကိုရှာမတွေ့သေးပါဘူးသူစိတ်ပြက်နေတော့မှပဲတစ်ခုခုကိုသတိပြုမိသွားတယ်သူ့ရဲ့ချက်တူရွေးလေးကဒီယောဂမကူးဆက်ပဲပေးကင်းနေပေမဲ့ချက်တွေအများကြီးကတော့ကူးဆက်ခံနေရတာပါအဲ့ဒီအခါမှာသူချက်ချင်းသဘောပေါက်သွားပြီးစင်သေးလေးကိုတွေးခဲ့တဲ့နေရာကိုတမ်းမောင်းသွားပါတော့တယ်အဲ့ဒီမှာသူအံ့တသွားတာကျေးဇန်ချို့ကပုံမှန်ရွယ်စားရှိနေပြီးမြင်းကြတချို့ကတော့တည်ဆုံးသွားတဲ့သူတို့မျိုးတူစုတွေရဲ့၆ကက်နေရဲ့အကျွင်းကြံတွေနဲ့မြေကြီးတွေကိုတောင်စားနေကြတာပါဘလက်ချက်ကပတ်ဝန်းကျင်ကမြေစီလွှာနမူနာတွေကိုချက်ချင်းစုဆောင်ပြီးတက်ခွဲဆန်းတက်ခဲ့ပါတယ်တကယ်ပဲမြေကြီးထဲမှာရှိတဲ့ကယ်ဆီယမ်ဓာတ်ဟာပုံမှန်ထက်စက်ပေါင်း3000မကများနေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်လဲတိရစ္ဆာန်တွေကမြေကြီးစားနေကြတာပါသူဟာအဖြေရှာတွေ့ပြီးကုသဆေးကိုဖော်ဆက်ကလူနာစီအပြေးလွှားသွားခဲ့ပေမဲ့အဲ့ဒီလူကညှင်းဆန်ခဲ့ပါတယ်သူကဒီယောဂဟာနတ်ဖျားတွေပေးတဲ့တတိပေးချက်လို့ယုံကြည်သွားခဲ့လို့ပါအရင်မြင့်ကန့်တက်ချက်ရှိတဲ့ဒီကဘာချုပ်ပေါ်မှာတက်ရှိတွေအများကြီးအတူတကွရှင်းတန်းခြင်းနဲ့ဆိုရင်စားသုံးမှုကိုလျှော့ချဖို့အတွက်ခန္ဓာကိုယ်တွေကိုတင်းငယ်အောင်လုပ်ရပါလိမ့်မယ်လူသားတွေဟာလည်းဒီချွင်းချက်ထဲမှာမပါဝင်ပါဘူးဒါဟာလူသားတွေဘက်ကတဘာဝနိယာမနဲ့အညီမလိုက်ရောညီထွေဖြစ်သေးတာပဲရှိပါသေးတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆို like နဲ့ follow ပေးပါဦး